အားလုံးမင်္ဂလာပါဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာတော်တော်လေးပြန့်နှံ့နေပြီးလူပြောများနေခဲ့ထိတ်လန့်စရာရင်တိုက်မှုဖြစ်စဉ်တစ်ခုအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဖြစ်ရတာမလေးရှားနိုင်ငံရဲ့အစီအကားဆုံးလမ်းမကြီးတစ်ခုဖြစ်တဲ့ Jalan Kuching မှာဖြစ်ပွားခဲ့တာပါ Dash cam မှတ်တမ်းအရညတိုင်းကောက်ရန်အချိန်မှာကားတစ်စီးဟာကွေးကောက်တဲ့လမ်းပိုင်းတစ်ခုကိုမောင်းနှင်လာပါတယ်အဲ့ဒီအချိန်မှာကားသမားဟာဘေးကဆိုင်ကယ်ကိုတတိမထားမိပဲလမ်းကြောကိုရုတ်တရက်ချင်းလိုက်ရကနေဆိုင်ကယ်ကိုအရှိန်နဲ့တိုက်မိသွားပါတယ်ဒီနေရာမှာကားသမားဟာတိုက်မိတာကိုတိတိကြီးနဲ့ချက်ချင်း break အုပ်ပြီးမရပ်ပေးခဲ့ပါဘူးဆိုင်ကယ်သမားနဲ့ဆိုင်ကယ်ကိုကားအောက်ထဲမှာညှက်ထားလျက်သားအတိုင်းမီတာ100ကျော်ပေ300ကျော်အကွာအဝေးအထိတရွတ်တိုက်ဆွဲခေါ်သွားခဲ့တာထင်ပါတယ်ဗီဒီယိုထဲမှာဆိုင်ကယ်ရဲ့တန်ကိုထဲနဲ့လမ်းမတို့ပွတ်တိုက်မိပြီးမီးပွင့် sparks တွေတစ်ဖြတ်ချက်ထွက်နေတာကိုကြက်သေးထောက်ဝဲမြင်တွေ့ရပါတယ်ဒီဖြစ်စဉ်ကြောင့်ဆိုင်ကယ်သမားဟာပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲအသက်မသေးခဲ့ပါဘူးလက်ရှိမှာတော့မလေးရှားရဲတပ်ဖွဲ့ကဒီ dash cam ဗီဒီယိုကိုအထောက်အထားယူပြီးတိုက်ပြေးသွားတဲ့ကားသမားကိုအပြင်းအထန်လိုက်လံစုံစမ်းနေပြီဖြစ်ပါတယ်အခုဖြစ်စဉ်မှာမြင်တွေ့ရတဲ့အတိုင်း Jalan Kuching လိုလမ်းမကြီးတွေဟာအကွက်အကောက်များပြီးကားတွေကလမ်းကြောကိုအချက်ပြမပြပဲရုတ်တရက်ချိန်တက်ကြပါတယ်အထူးသဖြင့်ညဘက်ဆိုင်ကယ်မောင်းတဲ့အခါကားတွေရဲ့ကားသမောင်းမမြင်နိုင်တဲ့နေရာတွေမရောက်အောင်အထူးဂရုစိုက်ကြပါညဘက်အလုစင်းအလုတ်တက်လုတ်တဲ့အခါအဝေးကနေမြင်တာအောင်အလင်းပြန်တဲ့အင်ဂျီကိုမဖြစ်မနေဝတ်ဆင်ကြဟုတောင်းဆိုကြပါတယ်ကိုဘက်ကလမ်းစည်းကမ်းလိုက်နာရုံတင်မကပဲတစ်ဖက်လူကကိုယ့်ကိုမြင်နေဖို့ကလည်းအသက်ရှင်ဖို့အတွက်အရေးကြီးပါတယ်အရေးပေါ်အခြေအနေအတွက်ရဲစခန်းဖုန်းနံပါတ်နဲ့မိမိတို့နဲ့နီးစပ်ရာမြန်မာလူမှုကူညီရေးအသင်းဖုန်းနံပါတ်တွေကိုလက်ကင်ဖုန်းထဲမှာအမြဲမှတ်သားကြကြပါဒီပမှာမိသားစုအတွက်ရုန်းကန်နေကြရတာဖြစ်လို့အားလုံးပဲဘေးထင်းလုံစုံစွာနဲ့အလုတ်ခွင်ဝင်နိုင်ကြပါစေလမ်းမပေါ်မှာမောင်းနေတဲ့အခါမှာလဲ10မိနစ်လောက်စောင့်ရတာကတက်လုံးဒုက္ခရောက်သွားတာထက်ပိုတန်ဖိုးရှိတာမို့တတိလေးနဲ့မောင်းနေကြပါလို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာစီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင်like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ